ပူစီနန်ရွက်ကဒီလောက်တောင်မှကျမ်းမာရေးအတွက်ကောင်းမှုပါရီမြန်မာအတိုးမြုပ်တွေမှာရောအိန္ဒိယအစားအစာတွေထဲမှာပါတွေ့ရတယ်ရနံမွေးမွေးပူစီနန်ဟာဆိုရင်တော့ဖြင့်အလွန်ကုန်မှဆေးဘက်ဝင်လာပါရီပထမအဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ပူစီနန်အရေးကိုတောက်သုံးခြင်းဟာနေ့ချအိပ်ပျော်စေတယ်လို့ခန္ဓာကိုယ်အဆီတွေကိုလည်းရောကျစေနိုင်တယ်လို့သိရပါရီတကယ်တော့ပူစီနန်ကိုပုံမှန်လေးစားသုံးပေးမယ်ဆိုရင်တော့ထွေထွေတူးတူးလေးကျင့်ကန်တွေအများကြီးမလုပ်ပဲကိုယ်လေးကျင့်ကိုကောင်းကောင်းရှော့ချနိုင်တယ်ဆိုတော့တကယ်ကိုမှကောင်းပါရီပူစီနန်ကိုများသောအားဖြင့်ကတော့ဟင်းခတ်အမွှေးကြံအဖြစ်ပဲတီးကြပေမဲ့သူ့မှာဗီတာမင် A ဗီတာမင် C တန်တန်ကယ်ဆီယမ်ပိုတက်ဆီယမ်စတဲ့အာဟာရဓာတ်တွေလည်းကျွဲဝါစွာပါဝင်နေပါရီဒါကြောင့်မလို့နေ့စဉ်စားသုံးပေးခြင်းအပြင်ကတော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အာဟာရတွေကိုဖြည့်တင်းပေးရလဲရှောက်ပါရီနောက်ပြီးတော့ပူစီနန်ဟာဂရင်းကိုတန်ရှင်းလန်းဆန်းစေပြီးတော့အစာကိုလည်းကောင်းစွာကျဉ်ညက်စေပါရီအစာမာရာရီစားများတာလိုပဲဖြစ်ဖြစ်အစာမကြေဖြစ်နေပြီဆိုရင်လည်းပဲပူစီနန်နည်းနည်းလောက်ကိုစားပေးလိုက်ရုံနဲ့အစာကြေဖို့အဆင်ပြေစေမှာပါဒါပြင်ကမှအာယုံကြောများအားကောင်းစေပြီးတော့ခေါင်းကိုက်ခြင်းကိုလည်းတက်တာစေပါရီပူစီနန်ကိုပုံမှန်လေးစားသုံးပေးခြင်းကအာယုံကြောတွေကိုအားကောင်းစေတယ်လို့လေ့လာတွေ့ရှိရပါရီခေါင်းကိုက်နေတဲ့အချိန်မှာလည်းပူစီနန်ရဲ့ထူကြတဲ့ရတဲ့ကြောင့်ခေါင်းကိုက်တာကိုတက်တာပြောက်ကင်းစေနိုင်ပါရီဒါပြင်ကမှချွဲကြစေပြီးတော့ချောင်းဆိုးပြောက်ကင်းစေပါရီချောင်းဆိုးပြောက်စီအများစုမှာပူစီနန်ရဲ့ဓာတ်ကိုထည့်သွင်းထုတ်လုပ်ထားတာကိုတွေ့နိုင်ပါရီပူစီနန်မှာပါဝင်တဲ့အနှဲငယ်ပူရှိန်တဲ့တက်ကြောင့်ချွဲတွေကိုကျစေပြီးတော့ချောင်းဆိုးတာကိုလည်းပြောက်ကင်းစေနိုင်ပါရီဒါတွေမကသေးပါဘူးပန်းနာရင်ကျက်ယောဂကိုလည်းတက်တာစေနိုင်ပါရီပန်းနာရင်ကျက်ဝေဒနာရှင်အများစုအတွက်ပူစီနန်ဟာလည်းလက်ဆွဲတော်အစားအစာတစ်မျိုးဖြစ်ပါရီဒါဟာလည်းအကောင်းဆုံးစားသုံးတဲ့အရွက်တစ်မျိုးဖြစ်ပါရီပူစီနန်ကလေချောင်းကိုရှင်းလင်းစေပြီးတော့အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေတယ်လို့သိရပါရီနောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့မိခင်တွေကိုနှိုးထွက်အားကောင်းစေတာပါဒိုတိုင်မိခင်တွေအနေနဲ့နှိုးထွက်ကောင်းစေခြင်းနဲ့ဆိုရင်တော့ဖြင့်ပူစီနန်အနေငယ်ကိုပုံမှန်လေးစားသုံးပေးတင်ပါရီဒီလိုမျိုးစားသုံးပေးခြင်းကတော့နှိုးထွက်အားကိုပုံမပြီးတော့ကောင်းမွန်လာစေနိုင်ပါရီနောက်ပြီးတော့အဝလွန်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါရီပူစီနန်ရွက်ထဲမှာပါရှိတဲ့ပူရှိန်တဲ့ဓာတ်ဟာလည်းသူတွေကအစီခဲတွေကိုဖယ်ရှားပေးနိုင်တာကြောင့်အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားရပါရီဒါပြင်ကမှအသားရည်ဆိုပြလှပစေပါရီပူစီနန်ကိုပုံမှန်စားသုံးပေးခြင်းကအရေပြားကိုဆွဆွအေးမြစေပြီးတော့ဆိုပြစေပါရီနေပူရန်ကိုလည်းပုံမပြီးတော့ခံနိုင်ရရှိစေပါရီဒါအပြင်ကမှပူစီနန်နဲ့ဖော်ဆက်ထားတဲ့အရေပြားလိမ့်စေးတွေဆိုရင်လည်းအရေပြားကူးဆက်ယောဂတွေကိုပါကာကွယ်ပေးနိုင်တယ်လို့ဆိုပါရီအရေးကြီးဆုံးအကျိုးကျေးဇူးတွေကတော့သတိမေ့ခြင်းကိုတက်တာစေနိုင်တာပါအသက်အရွယ်ကြီးမားလာခြင်းကြောင့်ပဲဖြစ်ဖြစ်စိတ်ဖိစီးမှုများခြင်းကြောင့်ပဲဖြစ်ဖြစ်တဲ့သတိမေ့ခြင်းကိုလည်းပူစီနန်ကကာကွယ်ပေးနိုင်ပြီးတော့တက်တာစေနိုင်တယ်လို့လည်းတွေ့ရှိထားရပါရီအဝါလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ကိုလေးခြင်းများနေတဲ့သူတွေအဝါလွန်နေတဲ့သူတွေကိုလည်းသူတွေကအစီတွေကိုဖယ်ရှားပေးနိုင်တာကြောင့်ကိုလေးခြင်းကိုမှတ်ကန်စေပြီးတော့ပိန်စေနိုင်တယ်လို့လည်းသိရပါရီပူစီနန်ရွက်လေးတွေကကင်ဆာယောဂကိုကာကွယ်ပေးနိုင်ပါရီအထူးရောက်ဆုံးကာကွယ်မှုမဟုတ်ပေမဲ့လည်းနောက်ဆုံးလေးလာတွေ့ရှိချက်တွေရကတော့ကင်ဆာဆဲဖြစ်စေမဲ့ဆဲတွေဖြစ်တည်မှုနဲ့ကင်ဆာဆဲတွေတည်စေနိုင်မှုတွေကိုပူစီနန်ဓာတ်ကကုညီတိုက်ဖြတ်ပေးနိုင်တယ်လို့လည်းတွေ့ရှိထားရပါရီဒါကြောင့်မလို့ပူစီနန်ဆိုတာအရသာရှိအောင်တာမကပဲနဲ့ကျန်းမာရေးအတွက်အများကြီးကိုမှအထောက်အကူပြုတဲ့ဆေးဘက်ဝင်ပင်တစ်မျိုးပါမိစေတို့ကလည်းဆေးဘက်ဝင်တဲ့ပူစီနန်လေးတွေကိုလိုတလိုအသုံးပြုပြီးတော့ကျန်းမာပျော်ရွှင်နိုင်ကြပါစေဦးနော်ဒါနဲ့လူကြီးမင်းတို့ရဲ့မိတ်ဆွေတွေလည်းပူစီနန်ရဲ့အကျိုးကျေးဇူးတွေကိုသိရှိရလေအောင်လို့ဗီဒီယိုလေးကို share ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်